Hello မင်္ဂလာပါဒီနေ့မေခွန်းလေးက1မီတာရှည်တဲ့တန်ချောင်းက1 ပိုင်းတစ်ပိုင်းကီလိုဂရမ်လေးတဲ့ဒါဆိုရင်2 ပိုင်း2ပိုင်းမီတာရှည်တဲ့တန်ချောင်းကကီလိုဂရမ်ဘယ်လောက်လေးမလဲဆိုပြီးမေးထားတယ်အဲ့တော့ဒီချက်ကဒီမေခွန်းလေးကိုလော့တုံးလေးနဲ့စဉ်းစားပြမယ်အရင်ဆုံးဒီချက်က1မီတာရှည်တဲ့တန်ချောင်းကိုဒီမှာဆွဲလိုက်တယ်1မီတာရှည်တဲ့တန်ချောင်းက1 ပိုင်းတစ်ပိုင်းကီလိုဂရမ်ဒါဆိုရင်2 ပိုင်း2ပိုင်းမီတာရှည်တဲ့တန်ချောင်းဆိုရင်ရောပိုရှည်လာတယ်နော်ဒီမှာကြည့်ပါဦးဒါဆိုရင်သူကပိုရှည်လာတယ်ဒါဆိုရင်တန်ချောင်းကပိုရှည်လာတယ်ဆိုရင်အလေးချိန်ကဘယ်လိုဖြစ်လာမလဲဒီတန်ချောင်းလေးက1မီတာရှည်တဲ့တန်ချောင်းက1 ပိုင်းတစ်ပိုင်းကီလိုဂရမ်လေးတယ်ဒါဆိုရင်5 ပိုင်း2ပိုင်းမီတာရှည်တဲ့တန်ချောင်းလေးဒီတန်ချောင်းလေးဆိုရင်ဘယ်လောက်လေးမလဲသိချတာတော့1မီတာရဲ့လေးချိန်ထက်တော့ပိုပြီးတော့မှမလောက်သွားမလဲဆိုရင်လေးလာမှာပေါ့နော်အဲ့တော့ဒီ1 ပိုင်းတစ်ပိုင်းကီလိုဂရမ်ထက်တော့အဖြေကပိုပြီးတော့များလိမ့်မယ်သူကပိုလေးလာမှာပေါ့နော်ဒါဆိုရင်ဒီချေတို့ဘယ်လိုတွက်ကြမလဲဖြေကိုဘယ်လိုရှာပြီးတော့တွက်ကြမလဲပိုလေးလာမှာနော်1မီတာဆိုရင်1 ပိုင်းတစ်ပိုင်းကီလိုဂရမ်5 ပိုင်း2ပိုင်းမီတာဆိုပိုများလာမှာလीနော်ဒါဆိုဒီချေတို့ကဒီမေးခွန်းမှာမြောက်ပြီးတော့မှရှာပေးရပါမယ်အဲ့တော့ဒီချေဒီမှာရေးလိုက်မယ်နော်1မီတာရှည်တဲ့တန်ချောင်းက1 ပိုင်း2ပိုင်းကီလိုဂရမ်ဒါဆိုရင်5 ပိုင်း2ပိုင်းမီတာရှည်တဲ့တန်ချောင်းဆိုရင်ဘယ်လောက်လေးမလဲဒါဆိုရင်ချေတို့တွက်လို့ရပြီဒီမှာ equation လေးရေးပြီးတွက်မယ်ချေတို့ဒီမေးခွန်းလေးကိုမြောက်ပြီးတော့မှရှာပေးမယ်ဒါဆိုရင်ပေးထားတာကိန်းရောလေးတွေဖြစ်နေရနော်ဒီချက်ကကိန်းရောကိုပိုင်းကိန်းဖြစ်အောင်အရင်ပြောင်းပါမယ်4တက်လီ1နဲ့ပေါင်းလိုက်တော့9ရတယ်9နဲ့လီ30 2နဲ့ပေါင်းတော့12ဒါဆိုရင်ဒီချက်ကအရှင်းဆုံးပုံစံပြောင်းမယ်နော်ပိုင်းဝေရောပိုင်းချီရောဒီမှာတွေ့လားချဲပြမယ်နော်ဒီမှာ green pen လေးနဲ့ပြမယ်ပိုင်းဝေနဲ့ပိုင်းချီရောကိုချဲ9နဲ့စားလိုက်မယ်9တက်လီ9ဒီဘက်မှာကျတော့ပိုင်းဝေရောပိုင်းချီရောဒီချဲ4နဲ့စားလိုက်မယ်4တက်လီ4 3လီ12အရှင်းဆုံးပုံစံဖြစ်အောင်ပြောင်းလိုက်တယ်နော်ဒါကိုကျင်းတယ်လို့လည်းခေါ်ပါတယ်အဲ့တော့အပိုင်းဝေပေါ်မှာဘာတွေကျန်ခဲ့လဲဆို1ရယ်3ရယ်ပိုင်းချီမှာ1ရယ်1ရယ်တွေ့တယ်ဒီအဆင့်ကရရင်ကြောလိုက်လဲရတယ်နော်ပိုင်းဝေချင်းမြောက်လိုက်တော့3တက်လီ3အောက်က1ပဲဆိုတော့ဒီချဲမရေးတော့ဘူး3ကီလိုဂရမ်ရတယ်နော်အဲ့တော့ unit လေးတွေမှာတက်ပေးပါအောင်နော် Thank you ပါ